皆さんအားလုံးပဲမင်္ဂလာပါအခုဒီနေ့မှာတော့တွက်စာမေးခွန်းဟောင်းလေးတွေကိုစပြီးတော့ရင်တွက်ကြည့်ပါမယ်တွက်စာမေးခွန်းဟောင်းလေးတွေကိုစပြီးတော့ရင်မတွက်ကြည့်ခင်အခြေခံဗီဒီယိုကိုကြည့်စေချင်တယ်ပေါ့နော်အခြေခံဗီဒီယိုမှာတွက်စာရဲ့အခြေခံဖြစ်တဲ့တွက်စာပုံသင်နည်းတွေနဲ့ unit ဆက်သွယ်ချက်တွေကိုပြောပြထားပါတယ်ခုဒီမှာရေးပြထားတဲ့မေးခွန်းကိုစပြီးတော့ရင်ဖတ်ကြည့်ပါမယ်5キログラムの牛肉で13個のハンバーガーを作ることができるとしたら5キログラム5キログラムရှိတဲ့牛肉နဲ့ဟမ်ဘာဂါ73ခုကိုလုံးနိုင်မယ်ဆိုလို့ရှိရင်91個のハンバーガーを作るのに90ခုရှိတဲ့ဟမ်ဘာဂါကိုပြုလုပ်ဖို့အတွက်何キログラムの牛肉が必要ですか牛肉ဘယ်လောက် kg လို့လဲဆိုပြီးတော့ရင်မေးထားတာပေါ့နော်မေးခွန်းလေးကိုပြန်ပြောပြပါမယ်။牛肉5 kg နဲ့ဟမ်ဘာဂါ73ခုကိုလုံးနိုင်မယ်ဆိုလို့ရှိရင်ဟမ်ဘာဂါ90ခုလုံးဖို့အတွက်牛肉ဘယ်လောက် kg လို့လဲဆိုပြီးတော့ရင်မေးထားတာဖြစ်ပါတယ်။အဲ့တော့အခုဝါတာစီတို့ကအဖြေကိုစတွက်ကြည့်မယ်ပေါ့နော်။သူပေးထားတာက5 kg မှာဟမ်ဘာဂါ73ခုလုံးနိုင်တယ်။ဟမ်ဘာဂါ90ခုလုံးဖို့အတွက်ဂီယူနီကူ kg ဘယ်လောက်လိုအပ်လဲဆိုပြီးတော့မေးထားတာပေါ့နော်ဝါတာစီတို့ကအနည်းလိုအများစားခြင်းအများလိုအနည်းစားခြင်းဆိုပြီးတော့၃ချက်တွက်နည်းရှိပါတယ်အဲ့ဒီတွက်နည်းနဲ့ဒီအဖြေကိုတွက်မယ်ပေါ့နော်ခုဝါတာစီတို့လိုချင်တာက60ခုလိုချင်တာ60ခုလိုချင်တာဖြစ်တဲ့အတွက်သူကအများဖြစ်တဲ့အတွက်ကြောင့်မို့လို့61ကိုဒီအနည်း73နဲ့စားအများလိုအနည်းစားခြင်းနဲ့စားမယ်ပြီးတဲ့အခါ5 kg နဲ့မြောက်မယ်မြောက်တော့အခုဝါတာစီတို့က61ကိုတီး73နဲ့စားတယ်ပေါ့နော်73နဲ့စားတော့73 9လေး61 9နဲ့ခုန5 kg နဲ့မြောက်မယ်မြောက်တော့9 5လေး35 kg ပေါ့နော်အဲ့တော့သူပေးထားတဲ့အဖြေ ABCD ထဲမှာအဖြေက A ဖြစ်ပါတယ်နောက်ရကြရင်ကျန်တဲ့တွက်စာမိကွန်းအောင်လေးတွေကိုဆက်ပြီးတော့ရင်တွက်ပြပါမယ်အခုဒီနေ့ကတော့အချိန်သိမရတော့လို့ဒီနေ့တော့ဒီလောက်နဲ့ပဲရက်လိုက်ပါတော့မယ်